ရှင်ဘချင်းတူမှခွက်ချင်းတိုက်လို့ကောင်းတာစုံနေကြခွက်ပုံးဆိုင်လေးကိုပဲသွားကြဆုံးညီလေးဟာနော်အယောင်မပါတဲ့အရေးတွေကိုပဲဖြူစင်စွာတောက်သုံးကြရအောင်ဟဲ့အရေးသမားတိုင်းကတော့ကြွတ်တွင်းဆိုတဲ့ဂုံပုတ်ကိုတိတ်ကြိုက်တာကွာအဲ့တော့ကိုတို့အရက်ပဲတောက်ကြရအောင်အရက်ကမင်းကိုပြန်မတောက်စေနဲ့ဟောမင်းရဲ့ငချင်းကွက်ကိုရေထပ်ပြလိုက်အရက်ရဲ့အတက်ကရေပဲညီလေးရတိလားတချိန်လုံးမောချမပြရဘူးတဖြည်းဖြည်းချင်းလေးမြင်းပြီးတော့တောက်အမီးလေးဝါလိုက်အောင်ဆက်လိုက်လေးနှစ်ဖွာသုံးဖွာလောက်ကောက်ခဲလိုက်โอเคရပြီဆက်ဆွဲလိုက်တော့ဟာကုန်သွားပြီလားထမမနေဦးညီလေးထမမနေအောင်လေတလက်ပြီးတော့အရသာပေါ့သွားမယ်စကားအစ်စေပြောကြရအောင်အသေးကွဲလို့လားဟမ်ဘဝနာလို့လားဟဲ့အောင်ဘလို့ခေါင်းစဉ်တက်ပြီးတဲ့တောက်ကိုယ်စိတ်မှာထောပေါက်တစ်ခုရသွားတဲ့အခါစေဘော့ဝင်နေညီလေးရမိကြိုက်ထားတဲ့ခွက်ကိုပြန်ချလိုက်ဒါငါအလဲခွက်ကြော်ရင်မင်းတဘောဝလုံးမူးလိမ့်မယ်ငါဘဝတစ်လျှောက်လုံးလေခွက်ကြော်တဲ့အရက်သမားတော်တော်များများနဲ့စုံတွေ့ပြခဲ့ရပြီသူတို့ရိုက်ခွဲလိုက်တဲ့ပလင်းအပိုင်းစားတွေငါနိုင်ကြမှာအခုတည်းတန်ရမကြက်သေးဘူးခွက်ကြော်တဲ့လက်တွေကိုမင်းစပွဲဝိုင်းကနေဆွဲဖယ်လိုက်စမ်းပါလေတယောက်တည်းတောက်ရမှာအားငယ်နေလို့လားအဲ့ဒါဆိုမင်းထိုင်ကုန်ကမင်းရိုက်ချိုးလိုက်တော့မင်းရေတောက်ပြီးမူးနေတဲ့အရက်ကြုံပဲဖြစ်လိမ့်မယ်အရက်တောက်တော့အရက်သမားတဲ့အဲ့ဒီအရက်သမားဖျားသွားရင်ဘာပြောမလဲဟမ်လူကြားကောင်းအောင်ခေါင်းစဉ်တက်ကြတဲ့ကြီးကျယ်ခမ်းနားမှုတွေမှာအရက်သမားဆိုတာသူတို့နားမှာခါတယ်ကိုယ်မူးနေပြီဟုတ်လားဟုတ်တယ်မင်းကိုယ်မူးနေပြီအရက်သမားတော်တော်များများငါမမူးသေးဘူးဟာဆိုပြီးတော့လေလိန်ညာတက်တဲ့အထက်မှာငါမပါဘူးမူးလို့ပြောတဲ့စကားပိုပြီးမှန်တယ်ဆိုတာအရက်သမားတိုင်းသိတယ်ညီလေးရကိုမညာပါနဲ့မူးသွားလို့ဘာမှမသိတော့လို့ပါဆိုတာလေဟဲ့အပေါ်စားဇလန်းနေတယ်ပါပဲမှန်လိုက်မယ်ဘဝလွတ်လပ်ကူမူးတယ်ဆိုပြီးတော့ရောမချလိုက်နဲ့မင်းလေချောင်းတလျှောက်ပူဆင်းသွားလိမ့်မယ်အရက်ကိုတောက်လို့ရှိရင်ရေကိုအချိုးညီရောစတတ်ရတယ်ညီလေးရရေမရောတဲ့အရက်သမားတွေကိုအထင်မကြီးနဲ့တလားသူတို့ရင်ဘတ်တယ်မဟုတ်သူတို့စိတ်ခန္ဓာတစ်ခုလုံးပူပြင်းလောင်ညံ့နေပြီဆိုတာကိုလေမသိကြတဲ့ငမိုက်သားလေးတွေကြည်စမ်းမင်းရှိရအမီးပကံပေါ်မှာလဲကျသွားတဲ့ပလင်းတွေထပ်မာစရာမရှိတော့တဲ့အိတ်ကက်လေးထဲမှာဆုံးရှုံးမှုကကြီးလွန်းပါရဲ့ဒီလိုပါပဲကွာမျောလင့်ထားတယ်လို့ဖြစ်မလာတာဘဝလို့ခေါ်တယ်တွဲတောက်နေတဲ့ညီငယ်လေးရဲ့စကားသံကတိတ်ဆိတ်နေတယ်တန်ရာတွေကိုကုစားနေလို့လားဒါမှမဟုတ်အရက်သမားတစ်ယောက်ရဲ့ပလင်းအလွတ်တွေထဲမှာဘာရှိမလဲဆိုပြီးတော့ရှာကြည့်နေတာလားဆိုင်ထဲကနာယီအိုကြီးကပြင်းရင်ငင်းငွေစွာနဲ့တကြက်ကြက်လဲလို့ဘဝဆိုတာတက်ခဲကုန်ရင်ရက်သွားမယ်နာယီလက်တန်နေလို့ဘာပဲလားလို့သူ့ကိုကြည့်ပြီးတော့ငါစဉ်းစားမိတော့ရှင်ဘကတပ်ပြင်းနေမှာတန်ရာတွေအန်ကြလာတယ်မျက်နှာချက်မှာချိတ်ဆွဲထားတဲ့ပန်ကာကြီးက
တပူပူလဲပြီးတော့တဝါဝါတန်းဆန့်ရှင်လူဝါကြီးကအစီပြန်နေတဲ့မျက်နှာကြမ်းကြမ်းကြီးမှာအပြုံးတွေကတ်ထားတယ်ဟောအရှိတ်တွေဘယ်ဟာအတုဘယ်ဟာအစစ်ဆိုတာတော့ငါမခွဲခြားတတ်တော့ပါလားသိကြတယ်ငါမူးနေပြီပတ်စံရှင်းနေကြီးလေထုံးစံအတိုင်းပျော်သွားတဲ့မင်းမြောက်ဝန်းတွေကိုကြည့်ကြလို့ပိုနေတဲ့အကျွေးတစ်ထောင်ပြန်မအမ်းနဲ့တော့အိမ်ပြန်ကြဆိုညီလေးဟာအရှက်သမားတိုင်းအိမ်ပြန်ရင်နောက်ကျတတ်တဲ့လမ်းမပေါ်မှာခြေလမ်းညီရှောက်ပြီးတော့ကိုတော့အိမ်ပြန်ကြစို့ကျော်ရမကဆုံးလင်းဘောရာခုံမင်းတနေ့တာပင်မသမျှခွာချလို့ပန်းတော်ဖြေညနေခင်းမာလာအော်ရှက်မနေစမ်းပါဘူးတခွက်တဖလားရဲ့မများပါနော်ရတမလို့များက